ရက်20နဲ့15ပေါင်ကြာသွားပါပြီကြိုးစားမှုကတော့ဒီခန္ဓာကိုယ်ကနေဒီလိုခန္ဓာကိုယ်ပြောင်းနိုင်ပါပြီဒါပေမဲ့လိုပါသေးတယ်အများကြီးကြိုးစားပါအောင်မယ် fighting ရက်20နဲ့15ပေါင်ဘယ်လိုကြာလဲဆိုတော့ကျွန်တော်နိုးပါနဲ့ရေရင်တောက်ပါတယ်ရေတောက်ပြီးရနဲ့ငါဒီနေ့ဘာလုပ်အောင်လဲဆိုတာကိုလည်းတခါတည်းဖုန်းထဲကနေနှုတ်ထဲကနေကြည့်ပါတယ်အနှစ်မပါတဲ့ကြက်ဥအကာရဲ့ငပြောသီးရဲ့အုတ်ချုံရဲ့ပဲနို့အနှဲငယ်ထဲပါတယ်ဒီနေ့ကတော့ဒိန်ညင်မထဲပါဘူးပြီးရနဲ့ကျွန်တော်မနက်စာစားပါတယ်မနက်စာစားပြီးရနဲ့ပြီးရင်အလုပ်ဆရာရှိရွယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ခက်မြန်စားပါတယ်အလုပ်ပါမယ်ဆိုမှမိုးကရွာတော့ဘာမှလုပ်လို့မရပါဘူးအဲ့တော့ဘာမှလုပ်လို့မရတဲ့အတူတူလမ်းလျှောက်ပါတယ်ဒီနေ့လမ်းလျှောက်တာကတော့1300ရပါတယ်အဲ့တော့ကျွန်တော်ဂျင်ဆော့ဖို့အတွက်ခုံလေးပြင်တာပါညာဘက်လက်ကအခုချိန်ကြီးမတန်ပါဘူးအားကြောင့်မို့ဖြည်းဖြည်းချင်းလောက်တာပါဒါကတော့ရင်ဘက်ပိုင်းကစားတာပါကျွန်တော်လုံးမဲ့လေးချင်ကန်းတွေကိုကျွန်တော် ChatGPT ကိုတစ်ပတ်စာလောက်ခိုင်းထားတာပါဘာမှမလုပ်ပဲနေရာထက်ဆိုင်ဒီလိုလောက်တာကိုလိုချင်တဲ့ခန္ဓာကိုယ်ရမှာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒိုက်ထိုးပါတယ်အမှန်တော့စိတ်ထဲမှာတော့ဝိတ်ကူမြန်မြန်ကြကျင်ပါတယ်ဒါပေမဲ့လည်းမဖြစ်နိုင်ပါဘူးကိုလိုချင်တဲ့အရာရဖို့အချိန်တစ်ခုပဲလိုပါတယ်ဒါကတော့ဘိုင်ပိုင်းကစားတာပါမိုးတိတ်သွားတော့ဂျူဒီလည်းပြီးကနီးရနဲ့ကျွန်တော်ထပ်ပြေးလိုက်ပါသေးတယ်လေ့ကျင့်ခန်းလုပ်တဲ့လူတွေကပို့ပြီးတော့တိုးလာပါတယ်အဲ့တော့ကျွန်တော်တယောက်တည်းအထီးမကြံတော့ပါဘူးပြီးရနဲ့ကျွန်တော်ကာရီယိုကိုတစ်မျိုးကို၄ကြော့စီကျွန်တော်ခုံပါတယ်ဒါကတော့လွန်ခဲ့တဲ့ရက်20ရာဗီဒီယိုပါ kg 130ပေါင်242ပေါင်ရှိပါတယ်ဒါကတော့103 kg ပေါင်228ပေါင်ပါပေါင်ချိန်က15ပေါင်ကျသွားပါတယ်ရက်20အတွင်းကိုပါအခုတော့လမ်းလျှောက်တာကိုတရက်ကို1000ကျော်ရအောင်လျှောက်ပါတယ်ရက်30ပြည့်သွားလို့ရှိရင်တော့တရက်ကို1000ဝဲရအောင်လျှောက်မှာပါအားတော့ညနေသားအရွက်ကျော်ရဲ့ထမင်းအနှဲငယ်ကျုပ်နှလုံးအနှစ်မပါတာရဲ့ဒါလေးကတော့အမှုနဲ့ကြက်သားနဲ့ပြုတ်ထားတာပါစားပဲပါပါတယ်အချိုမုတ်တကြားလုံးဝမစားပါဘူးကဲအခုတော့စားလိုက်ပါအောင်မယ်ရက်20အတွင်းမှာလဲပေါင်15ပေါင်လောက်ကြာအောင်ကြိုးစားသွားပါအောင်လမ်းလေးလျှောက်ပါမယ်လေးချင်ကန်လုပ်ပါမယ်အစားကိုလည်းကျမ်းမာရေးနဲ့ညီညွတ်အောင်စားပါမယ်အားလုံးခုလိုပဲကြည်ပေးလို့ကျေးဇူးတင်ပါတယ်ဝါနေရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဝိတ်ချကြပါတော့အားလုံးပဲတတ်တာ fighting